heart skips a beat. ငါပါ မင်္ဂလာပါ လည်းကိုလည်းညားရအောင်နော် ပြအောင်ငါပြီးနေမယ်လို့တော့ Can't see yourself even when အမွာလေးလားမင်္ဂလာပါသမီးလေးတို့ရဲ့ တာရီ ဟာလားဟုတ်တော့ မင်္ဂလာပါခင်ဗျာတာတို့အမွာမိုးပြဖြစ်ပါရဲ့ခင်ဗျာတာနာမည်ကတော့ဟန်တာမိုးပါခင်ဗျာတာနာမည်ကတော့ဟန်တာပြပါတာတို့ကမန်းလေးမြို့ချင်းတဲ့တတိမြို့နယ်မှာနေပါတယ်တာတို့မြန်မာကိုတဲလန်ကိုလာပြန်တဲ့အကြောင်းအရာမြန်မာနုပညာကိုဖော်ထုတ်ပြခြင်းလို့ပါ ကြည့်ပါဦးတာတာလေးလားဒါ So sweet မင်္ဂလာပါ အမွာလား အမွာဆိုတော့ရုပ်တရက်ဖြေစားကလေးနှစ်ယောက်ပေါ်ရောက်သွားတယ်တင်တယ် ဒီမှာအဲ့ဒါအကူကဒီမှာ သူ လေ ကအရန်တူတယ် ဒီအ နော် မွာပေးပါဆိုမပေးတော့ဒီအမွာပဲယူရတော့မှာပဲ တာတို့လည်းအမွာရင်တော့တာတို့လည်းချစ် အေးပါချစ်ပါတယ် ချီအောင်ပါပေါ့နော်ချီအောင်ပါပေါ့ ကဲဘလို့တဲလဲနဲ့ပြိုင်ပါလေပြောပါအောင်တသားတို့က တာတို့ဆွဲဆောင်မှုကတော့ခိုင်လူကြီးတွေကိုယောက်ျားလေးကနေပြီးမိန်းကလေးကနေဆွဲဆောင်နိုင်မယ်လို့ထင်ပါတယ် သူကလေညီမရင်ကျေးမှုကိုဒါနဲ့တက်တာအဲ့ကကြတော့လေသူကယောက်ျားလေးတွေမင်းသားကလည်းမင်းသား crazy ဒါမလို့မင်းကလေးလို့လည်းကပြနိုင်တယ်ဆိုတာကို ပြနိုင်တယ်ကပြနိုင်တယ်ဆိုတော့ထဲတန်းပြတယ်မင်းသားကလည်းရမင်းသမီးလေးပို့စီလုပ်ပြပါတော့ခေါ် မင်းကိုလေးလိုက် အားသားလေး မနိုင်ငံမှာရှိတဲ့ပိဋကကြီးဒါတို့အားပေးကြပါဦး ကဲတော်လိုက်တာအရင်တော်တာပဲအမလီတော့ချစ်စရာလေး စားမယ်အကုန်စားပြစ်မယ် မာယာရောကြာရောအများများတာပဲเนาะအပြင်မှာတော့ကြားပါပဲเนาะတာเนาะကြားပါ ကြားပါပဲချက်ချင်း acting ပြောင်းသွားတယ် တော့မယုံနိုင်တော့ဖြစ်နေတယ် အနီမိုတော့မခံနိုင်တော့ ညလုံးနေ တော့မခဏအန်မလက်ခုပ်တွေထားပြီးတော့တီးရတော့တာပဲเนาะကဲကိုတီပြောပါအောင် ဝန်သားလေးတော့မြန်မာရိုးရရင်ကျင်းမှုအကောက်ဘာသာနာပါပြီးတော့ကတယ်စူးစားပန်းစားလုပ်တယ်မျက်နှာပေးလေးတွေအစနော်စိတ်ပါလက်ပါနဲ့လုပ်တယ်နောက်အချိုးဆက်ဟိုဟာလေးအကုန်ကောင်းပါတယ်ချစ်တယ် ဟိုးဘက်ကသပင်လည်းမပါ ကျွန်တော်မနာလိုတွေဖြစ်နေတာသူတို့မှရောင်ထုံးထွက်လာကြတဲ့ကသားတို့ဒီကောက်ပဲရွယ်ခဲ့တဲ့ဝါသနာပါတာ လင်းနေကောက်မွေးလာတယ်ကွာ ဝေးအမေကကိုရင်နဲ့ကနေပြီ လင်းနေမှာတာတို့ကစကားတာ ဒီနေ့ကလေးကအခုလိုကလာတာကြည့်ပါဦးသားတို့လေမှန်တိုင်းပြောရင်လေထွက်လာကြတဲ့ဒီအစ်စ်မှာလေတဘာမှကပဲနဲ့နှစ်ယောက်လုံးမျက်နှာလေးနဲ့လှုပ်နေကိုကျင်းနေနေပြီအဲ့ဒါလေးကိုချစ်စရာကောင်းနေပြီအရေးချစ်တယ် ကဲ ဘလို့တကယ်ကြီးအေး ကဲမမတီစားရောကိုစုပ်ပတ်ဆက်ချစ်တယ် ဝါညီမ ရှင်ပိုင်ရောဖွင့်ပြီးချစ်တာ အမေမိုးစီကချီကလိုက်လိုက်တယ် အရန်ကိုပြောတယ် တွက်တယ်နော် အရန်လဲတွက်တယ်နောက်အဆင့်နေကြလို့ရှိရင်မတ်စားမျောနေမယ်နော် ကဲအဲ့ဆိုရင်တသားတို့အတွက်ကို yes or no မေးမယ်နော်ဦးတီ အာ yes ပေါ့ ကိုမမောင်အေး အဲ့လိုကြီးရဲ့ ဘာလို့ဒီရက်အန်မောမညီယာလေးတော့တစ်ချက်တွေ့တယ်လीနော်ညီအောင်တော့ကြည့်စေချင်တယ် wine in ဒီပါဟာဒီပါလှုပ်ထားပါ ဒီနေ့ကတော့တရားရယ်နော် ကဲဘလို့ကသားလေပြောလေတောင်းလားရှောက်ကြားလေဗျာတောင်းတော့လား တို့ရုပ်ကြ